Today, April 12, class 4. Go to Saturday no. Sit down na record malodipa. Tame video pianchi this is suma down papio ne bakwa. To sit down malakwa. Kuna do quiz day phil like de quiz na patat bi do tcho tengye chin ni ni sia shi kaung shi me me kun nam le da shi kaung shi me ai doအခုအဲ့ဒီမေခွန်းလေးကိုကြည့်အောင်နော် quiz ဆိုတဲ့အားလေးကိုကြည့်အောင်ဒီမှာ preview ကနေသွားလိုက်အောင်ဟုတ်ပြီဒီလို quiz တွေကနော်ကျောင်းသားတွေအဓိကနော်ဆက်ရွယ်ချက်ကစာလုပ်ပြအောင်လို့စာဖတ်ပြအောင်လို့နော်ပြီးရင်ကျောင်းသားတွေကိုယ့်ရဲ့ပင်ကိုအရေးသွေးလို့ပြောမလားပင်ကိုရေးချင်းကိုတုံးပြီးတော့နော်ဟို note တွေပါပြန်မကြည့်ပဲနဲ့ဖြေဖို့နော်ဖြေလိုက်တယ်အမှတ်မကောင်းရင်ရတယ်ပြဿနာမရှိဘူးပြန်လေ့လာလိုက်အောင်နောက်ထပ်ဖြေလိုက်အောင်အဲ့လိုလေးလုပ်စေချင်တယ်နော် summary web final မှာဒီ theory ကဒီထက်လည်းပါနိုင်တယ်နော်ပါမယ်ကွာဟုတ်လားပါတယ်ဒါနဲ့ဘယ်လောက်ပါမယ်တော့အတိအကျတော့ပြောလို့မရဘူးเนาะဒါနဲ့ပါမယ်ဆိုတာသိချတယ်เนาะအဲ့တော့ဒီဟာတွေအရေးကြီးပါတယ်เนาะ number 1ကိုကြည့်အောင် in PowerPoint we may use theme to have our presentation looks professional PowerPoint မှာတို့ရဲ့เนาะလုပ်ပေးလိုက်တဲ့ presentation က professional ဆိုတော့နည်းနည်းအစီအစဉ်လေးပေါ့เนาะဟာ graphic designer ဒီရဲ့လုပ်တဲ့ပုံစံမျိုးလေးဖြစ်အောင်တို့ပါသုံးလို့ရတယ် theme ဆိုရလေးသုံးလို့ရတယ်ဒါမေးခွန်းမဟုတ်သေးဘူးเนาะမေးခွန်းကပါလေ what is a theme ဒါကအရှိအတကြောင်းကဒီမေးခွန်းကိုဖြေတဲ့အခါနည်းနည်းလေးပို့ပြီးတော့ဘာဖြေရင်ကောင်းမလဲသတိရလာအောင်လို့เนาะဟာလာနည်းနည်းအထောက်အကူပေးတဲ့အပိုင်းပါเนาะ what is a theme ဆိုတော့ဗာလဲhow do we apply a theme in PowerPoint မှာ theme ကိုဘယ်လိုအသုံးပြုသလဲเนาะ theme ကိုသိရုံနဲ့မပြီးသေးဘူးเนาะဘယ်လိုအသုံးပြုသလဲအဲ့ဒါကိုလည်းရေးပြရမယ်ဘယ်နှမှတ်လဲ5မှတ် Number 2 what can you do to have your slide advance automatically one after another PowerPoint မှာ slide တွေအများကြီးရှိတယ် slide တစ်ခုကနေတစ်ခုသူ့ပါသူအလိုလျောက်เนาะအချိန်လေးသတ်မှတ်ထားပြီးတော့အချိန်ပြည့်သွားရင် slide 1ကနေ2ကနေ3စပြင်ပါเนาะဘယ်လိုလုပ်တယ်လဲเนาะခုနကဆရာလုပ်ပြတယ်เนาะဟာလား3စက္ကန့်ဆိုပြီးတော့ slide 5ခုစလုံးဟာအဲ့တော့မေးခွန်းကိုသဘောပေါက်ပြီးထင်ပါတယ်နံပါတ်3ကပါလဲhow do you use slide transition ကိုဘယ်လိုသုံးတယ်လဲ how do we apply the same transition to all slides slide transition ကိုလည်းပြောတာ3မျိုးရှိရနော် subtle ရယ်dynamic ရယ် excited လားဟုတ်လား excited လားဒီ3မျိုးရှိရယ်ပြန်ကြည့်ရအောင်နည်းနည်းမေ့တာတော့မကောင်းဘူးနော်ဒီမှာ subtle ရှိတယ် exciting မှာပြီးရင် dynamic နော် content ဆိုတော့3မျိုးရှိတယ်အဲဒီ slide transition ကိုမိကုန်းကပါလဲဘယ်လိုအသုံးပြုသလဲနော်ဟာလားဘယ်လိုအသုံးပြုရသလဲဆိုတော့ရေးပြရမှာပေါ့နော်ပြီးပါလို့ရှိရင် transition တစ်ခုတည်းကို slide အားလုံးမှာသုံးချင်ဘယ်လိုလုပ်တယ်လဲဒါတော့နံပါတ်နော်ကြည့်ရတာဒီပိုင်းကိုဒီတစ်ပိုင်းကိုတစ်မှတ်နောက်တစ်ပိုင်းကိုတစ်မှတ်နော် Number 4 can we have 2 or more different themes in the same presentation ဒီမှာ S မပါတဲ့ဘူး same လို့ပြောထားတယ်เนาะ presentation အတူတူမှာတစ်ခုထဲမှာလို့ပြောမြန်မာလိုเนาะ presentation တစ်ခုထဲမှာတို့ theme နှစ်ခုသို့မဟုတ်နှစ်ခုလည်းပို့ရအောင်เนาะ 2 or more theme တို့သုံးလို့ရသလားတဲ့ if yes how သုံးလို့ရတယ်ဆိုရင်ဘယ်လိုလဲဟုတ်ပြီ
မျိုးစောမိကုနာလေမိကုနာလေသလားနားလေပြီလားမျိုးစောရှိတယ်လားရှိပါပဲโอเคမျိုးစောတနေရာသွားတော့မသိပါဘူးနော်ခင်ပါလေးပိတ်ထားပြီးတော့အားနားလေပြီနော်โอเคနောက်ဆိုတော့အဖြေကိုသိမသိရင်တော့ပြန်ရှာကြည့်ပါနော်လိုက်စမ်းကြည့်ပါဒါမှမဟုတ်အခုတို့ဆွေးနွေးလို့ရတယ်ကွာနော်မေးစရာပြောစရာတို့ဒီနေ့ဆိုရင်4 ရက်မြောက်ဖြစ်သွားပြီပြီးခဲ့တဲ့3 ရက်အတွင်းမှာသင်ခဲ့တဲ့ဟာတွေနော်ဒီနေ့စာဆက်မသင်ခင်ဟာလာပြီးခဲ့တဲ့3 ရက်တုန်းကသင်ခဲ့တဲ့ဟာတွေဘာလို့လို့ရလဲရှောက်မေးလို့ရတယ်နော်ဒါမှမဟုတ်ဆွေးနွေးလို့ရတယ်ကွာရှိလားမသိ yes quiz 2ကြာပါခဏရနော်ဆရာ file တစ်ခု upload လုပ်ချင်တယ်တို့မနေ့ကတင်လိုက်တဲ့ဟာပြီးတဲ့လောက်ရှိသွားပြီဆိုတော့ဆရာကမှကြည့်လိုက်တော့ printing တစ်ခုပဲကျန်တယ် printing တစ်ခုပဲဆိုတော့တို့အသစ်တစ်ခုလိုမယ်လို့ယူဆတယ်နော်အဲ့တော့အသစ်တစ်ခုထပ်တင်ရအောင်ခဏလေးနော်ဆရာခဏလေးစောင့်ကြည့်ပါ module 2မှာ chapter 2ဆိုတဲ့နာမည်နဲ့လာပြီအဲ့မတွေ့ပါလားဆရာဝရမ်းလေး chapter 2အော်ဒီမှာညလုံးကမတွေ့ရှိတော့ရှိတာပဲဒီမှာနော်အားလေးဆွဲဆွဲအောင်ပြီးလို့ရှိရင်အားလေး share ခြင်းမယ်နော်ဟုတ်ပြီအဲ့ဒါတင်နေတော့တို့ quiz 2ရဲ့ဒီပဲဟုတ်လားquiz 2 what does it mean when you see compatibility mode on the title bar မှာ compatibility mode ဆိုတဲ့စာသားလေးတွေ့ရင်အဲ့ဒါဘာလေးပဲလေနော်ဘယ်သူမှမိလဲမနေ့ကတယောက်ပြောသေးလားမသိပါဘူးဒီတန်းလား Excel တန်းလားမသိဘူး Excel တန်းဖြစ်နိုင်တယ်နော် Excel မှာလည်း compatibility mode ဆိုတာပေါ်နိုင်တယ် PowerPoint မှာလည်းရှိနိုင်တယ်အဲ့တော့အဲ့ဒီစာသားလေးကို title bar ထဲမှာတွေ့ပြီးဆိုရင် title bar မှာလည်းဒီပေါ်မှာ keeping hydrated နော်အခုကတော့ compatibility mode ဆိုတဲ့စာသားမပေါ်ဘူးတကယ်လို့ပေါ်ခဲ့မယ်ဆိုရင် hydrated ရဲ့ D ရဲ့ဘေးနားမှာကွင်းစားရှိမယ်နော်ပြီးအဲ့ထဲမှာ compatibility mode ပြီးကွင်းပိတ်ရှိမယ်ပြီးတော့မှ hyphen PowerPoint တွေပေါ်မယ်အဲ့လိုပေါ်လာရင်ဗာတိပဲလေဘယ်သူသိတယ်လဲသိရလို့ရှိလားဘာလေးပဲလဲဆိုရင် version အနှိမ့်က file ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะ version အနှိမ့်က file ကို version ညက်တဲ့ဟာလားPowerPoint မှာလာပြီးဖွင့်ထားတယ်ဆိုတဲ့အဓိပ္ပာယ်เนาะအဲဆိုရင်တော့အဲ့လိုဖြေနိုင်ရင်တော့ပြီးသွားပြီဘယ်နှမှတ်လဲ2မှတ်เนาะနံပါတ်2 Write down the step of exporting your PowerPoint presentation as MP4 video file. ကိုယ့်ရဲ့ PowerPoint presentation ကို MP4 video အနေနဲ့ export လုပ်ချင်ရင်လည်းလုပ်ရမယ့် step တွေကိုရေးချပါတဲ့เนาะတို့ဘယ်လိုလုပ်မလဲဥပမာဒီဟာကတော့ video PowerPoint မှာပေါ့เนาะတို့ဘာထည့်ထားလဲ advanced ဆိုတာမထည့်ထားဘူးအဲ့တော့ဒီမှာ advanced တွေပါထည့်ထားလိုက်เนาะဒါလုပ်ပြလိုက်မယ်3 seconds not apply to all ဆိုရင်ဒီ slide 5ခုစလုံးเนาะ advanced က
3 second ပြီးရင်သူ့ဟာသူ slide တစ်ခုကနေတစ်ခုပြောင်းသွားတယ်ဆိုတော့ mouse click ကိုဖယ်လိုက်လည်းရတယ်ဟုတ်ပြီနော်အဲဆိုရင်တို့နမူနာကြည့်ရအောင်ဒီမှာ preview ဆိုတဲ့ခလုတ်ဒီနော် slide preview လားဒါမှ slide view လား slide show လားဒီမှာလေးရှိရရှာဒါတော့သုံးနေကြမဟုတ်ဘူးရှာသုံးနေကြဒီအောက်ကဒါသုံးနေကြတယ်ဒါမဟုတ် slide show ပြင် from beginning ဒါသုံးနေကြနော်ဒါမဲ့အခုဒီ quick access toolbar ထဲမှာဒါလေးရှိရနော်ဒါလေးနှိပ်လိုက်မယ်ဆိုရင်ဟုတ်ပြီဒါ title slide နော်3 second ကြာရင် slide 2ကိုပြောင်းလာမယ်1 2 3နည်းနည်းမြန်နေချက်ကြီးရ1000 2000 3000 1000 2000 3000 1000 2000 3000နော်အဲ့လို3 second လီတို့လှုပ်ထားလိုက်တယ်ဒါနဲ့ဒီဟာလေးတစ်ချက်ပြောအောင်နော်ဒီလိုအမဲကြီးပေါ်လာလို့ရှိရင်ဒါကဘာကြောင့်လဲ slide ကဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ဒီစာသားလေးကြည့်ရင်လည်းသိနိုင်တယ် end of slide show click to exit နော်ဒီကနေထွက်ချင် mouse လေး click လိုက်ပါပြီးအောက်နားမှာ slide show နဲ့ပတ်သက်တဲ့control button တွေလို့ပြောမှာနော်ဒါတွေနောက်ပိုင်းလို့ထပ်ပြောမယ်အခုလောလောဆယ်ကတော့ export လုပ်တာတော့နော်အဲ့တော့ဒါလေးပြန် save လိုက်မယ်ဘာဖြစ်လို့လဲသူအဲ့ဒီ advanced automatically advanced လုပ်ဖို့အတွက်3 second တွေတို့ရိုက်ထည့်ထားပြီးပြီနော်အဲ့တော့ export လုပ်ချင်ဒီမှာ export ဆိုတာရှိတယ်ဘာအနေနဲ့လဲ video အနေနဲ့လုပ်ရအောင်နော်တကယ်လို့တို့3 second တွေပါမရိုက်ထားရင်ဒီကနေလည်းသတ်မှတ်ပေးလို့ရတယ် slide တစ်ခုချင်းကိုဘယ်လောက်လဲဆိုတော့ဒီမှာသတ်မှတ်ပေးလို့ရအဲ့ပေါ့နော်ဒါမဲ့ slide 1က2 second slide 2က3 second အဲ့အမျိုးတွေတော့လိုက်လို့မရဘူးဒါကြတော့အားလုံးတူနေလိမ့်မယ်နော်ဟိုးဘက်ကနေလို့ရင်တော့ဟိုးဘက်ဆိုတာပြရလေဒီ transition ကနေဒီ advance ကနေလို့ရင်တော့မတူအောင်လုပ်လို့ရနော်မတူအောင်လုပ်လို့ရတယ်ဟုတ်လားဟုတ်ပြီပြန်သွားအောင် export video ဟာလာသူ့ရဲ့ quality တွေဒီမှာရွေးလို့ရတယ် resolution ဘလားဘလားဆိုပြီးတော့နော်ရွေးပြီးလို့ရှိရင်ဘာလုပ်မလဲ narration တွေပါတယ်ကိုအတန်တွေပါတယ်တွင်းလာတယ်ဆိုရင်လည်းဒီ slide presentation နဲ့အတန်နဲ့ပေါင်းလိုက်လို့ရတယ်ဒီ video ထဲမှာနော်ဒီမှာတော့အတန်တွေထည့်ထားတော့မရှိဘူးအဲ့တော့ create video ကိုနှိပ်လိုက်အောင်နော်ဘယ်ထဲမှာထားမလဲအခုတို့ desktop မှာပဲထားရအောင်နော် save ကိုနှိပ်လိုက်မယ်အောက်နားမှာကြည့်လိုက် creating video ရဲ့နာမည်ကဘာလဲ keeping hydrated.mp4 ဆိုဒီမှာအတုံးလေးတက်လာတာနော်ဒီနားအထိရရင်တော့ပြီးသွားမယ်ဟုတ်လားလုံးနေနဲ့ရက်ချင်တော့ဒီကြက်ချေကလေးနှိပ်လိုက်ပါနော်โอเคပြီးသွားပြီအဲ့ဒီတော့တို့ဘာလုပ်မလဲဗီဒီယိုတက်ရှာအောင်ခုနတို့ပမာလုပ်လိုက်တယ်ဘယ်ထည့်လိုက်တယ်ဒီမှာ desktop မှာနော်အဲ့တော့ဒါ mp4 ရသွားပြီအတန်တော့မပါဘူးတို့အတန်မှမထည့်ထားပါနော်အတန်ထည့်ချင်လည်းရပါတယ်ဟုတ်ပြီဒီမှာ video play ရလေးစလာပြီkeeping hydrated အဝိုင်းလေးထည့်မယ်ဗီဒီယိုတော်တော်ကြီးလာမသိပါဘူးကွာကြာလာတယ်နော်ဟုတ်ပြီ slide 1 slide 2 3 second ကြာရင် slide 3 3 second လား5 second လား3 second ပဲဖြစ်ပါလိမ့်မယ်နော်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဆိုရင် step တွေရပါလဲသူ file ကိုသွားမယ် export ကိုနှိပ်မယ်နော်ပြီးတော့ create a video ကိုနှိပ်မယ်ပြီးရင်ဒီကနော်
resolution နဲ့ quality လို့လည်းပြောလို့ရတယ် video quality လို့လည်းပြောလို့ရတယ်နော်ပြီးဒီဟာ setting တွေပေါ့လိုတဲ့ဟာထည့်ပြီး create video နေလိုက်ပေါ့နော်အဲ့လိုဖြည့်လို့ရတယ်ကွာဟုတ်ပြီနောက်ထပ်နောက်ဆုံးတစ်ခု number 3 you have a presentation that you want to share with 2 friends ကိုမှာ PowerPoint နော် presentation file လေးတစ်ခုလူနှစ်ယောက်နဲ့တကယ်ချင်းနှစ်ယောက်နဲ့ share လုပ်ချင်တယ်တကယ်ချင်းနှစ်ယောက်တယောက်ကတော့ PowerPoint 2003ရှိနေတယ်ကိုယ့်ရဲ့ version ကတော့နော်ဆရာဆိုရင်တော့2013ပေါ့ကွာဟိုတခြားတယောက်ကျတော့ PowerPoint app ကလုံးဝမရှိဘူးနော်အဲ့တော့သူတို့နှစ်ယောက်လုံးကိုသူ့ရဲ့ PowerPoint file ကိုဘယ်လို share လုပ်မလဲဟာလားသူတို့ရဲ့ presentation ကိုကြည့်လို့ရအောင်လို့နော်အဲ့တော့ပထမတယောက်ကိုတော့သူဘာလုပ်မလဲ file type ကိုပြောင်းလိုက်မှာပေါ့နော်ဟာလား file type ဒုတိယကိုလည်း file type ပြောင်းတာပါပဲဒါပေမဲ့ပထမတယောက်က PowerPoint file type နော်ဒုတိယတယောက်ကတော့ PowerPoint မဟုတ်တော့ဘူးဟာလား PDF အနေနဲ့ဖြစ်နိုင်တယ်ဒါမှမဟုတ်အသံတွေပါမယ်ဆိုရင်ခုန MP4 အနေနဲ့လည်းဖြစ်နိုင်တယ်နော်ဒါ step တွေရေးစရာမလိုဘူးနော်ဘယ်လို share လို့ရမလဲဆိုတာရေးလိုက်ရင်ရပြီခုနနံပါတ်1ကတော့ step လေးရေးခံတယ်ဟုတ်လားနော် write down the steps ဆိုတော့သူကတစ်ဆင့်ပြီးတစ်ဆင့်ဒါပြီးရင်ဒါလုပ်မယ်ဒါပြီးဒါလုပ်မယ်ဒါကတော့မလိုဘူးဟာလား PowerPoint 2000 file type ကိုခုနက file ဘယ်လိုလဲမသိဟောဒီတန်းတော့မဟုတ်ဘူးနော်ဟာ file type ကိုပြောင်းလိုက်ပါအဲ့လိုပဲပြောရင်တော့တိတ်မပြည့်စုံဘူးနော်ဟာ file type ကဘယ်လို file type မျိုးစားလဲနော် PowerPoint 1997 to ပါလေ2003လားမသိနော်ဟာဒီမှာကြည့်အောင် save as ကိုသွားလိုက်မယ်ပြီးရင်ကို save ဖြစ်တဲ့နေရာကိုသွားလိုက်မယ်ဟာလား desktop ဆိုလဲ desktop ပေါ့နော်အခုလောလောဆယ်ပြီးရင်ဒီမှာအမျိုးအစားတွေရွေးလို့ရတယ် PowerPoint 97 to 2003ဒါ template ဖြစ်နေတယ်သူက presentation ဆိုတာဒါလေးရွေးအောင်နော်ဟာလားဒါလေးရွေးလိုက်ပြီးရင် save လေးနေလိုက်ပါဖြစ်သွားလဲဒါက version အနည်းဖြစ်သွားရောနော်ဒါမှတို့သတိပေးတယ်ရတယ် continue ပဲနေလိုက်နော်ဒီမှာဘာဖြစ်သွားလဲကြည့်လိုက်ဒီ file ကဟိုဆို version အနည်းဖြစ်သွားပြီအဲ့တော့ဒီမှာ compatibility mode ဆိုတော့ဆရာပြောရအောင်နော်ဒီစာသားလေးတွေ့ရပြီအဲ့တော့ဒီစာသားတွေ့ရင်ဗာလိပဲလေ version အနည်းဖြစ်ပါလေဆိုတော့ဒီပဲနော် okay တက်ဆိုင်စင်ပြီလားဒီနော်ဟုတ်ပြီရှားရဲ့ upload က failure တဲ့ upload fail ဖြစ်သွားတယ် fail ဖြစ်သွားတယ်ဟာကွာokay ပြန်ချရအောင်နော်finishing upload ဒါကြတော့မြန်သားပဲဟုတ်ခဏလေးစောင့်ကြည့်လိုက်မယ်ကဲဟုတ်ပြီရှာဥစားဘသူတွေဘာတွေလုပ်ထားတယ်လဲဆိုတော့တစ်ချက်တို့အတူတူသုံးသပ်ကြည့်အောင်နော်တို့ type in တစ်ချက်ကြည့်မယ် type in practice 1ဘယ်နှယောက်လုပ်ထားလဲ1 2 3 4ယောက်ပဲလုပ်ထားတယ်နော်တို့အတန်းထဲမှာဘယ်နှယောက်ရှိလဲ6ယောက်လားမသိဘူးနော်ဆရာပိုင်တော့9ယောက်ပေါ့အဲ့တော့2ယောက်လိုသေးတယ်ပေါ့ဘသူလိုလဲတန်ညမောဝါနဲ့တက်ဆိုင်နဲ့လိုနေတယ်နော်ကျေးဇူးပြုရောအားလေးလုပ်ပေးပါနော်ဒါနဲ့အယောင်နှမျိုးတွေ့ရမယ်နော်အယောင်နှမျိုးကဘာလေးပဲလဲအနီရောင်ရဲ့အစိမ်းရောင်ရဲ့ဘာလေးပဲလဲနောက်ခဏလေးပြန်ပြောကြမယ်နော်အဲဒီဒီမှာရောဘာလောက်ထားလဲကြည့်အောင်ဟုတ်ပြီဖြည့်ထားတာရှိတယ်အမှတ်ပြည့်
ကြာသွားတဲ့လူတွေရှိတယ်နော်မရသေးတဲ့လူအမှတ်ပြရအောင်လုပ်ပေးပါโอเคအားတွေကိုတို့စောစောပြောလို့ပဲနော်ဆိုင်မွဲမှာပြန်မေးနိုင်တယ်ပြန်မေးမယ် typing practice 2ကိုကြည့်အောင်ဒီမှာအစိမ်းပဲရအောင်နော်အစိမ်းပဲရတယ်ဒါကနိုင်ငံပါတီကိုပြောတာမဟုတ်ဘူးဒါဒီအစိမ်းဆိုတာကဖားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်ဟာလာဘာကြောင့်အဆင်ပြေတယ်ပြောရတယ်ဒီ69ရာခိုင်နှုန်းနဲ့လည်းအဆင်ပြေတယ်35နဲ့လည်းအဆင်ပြေတယ်နော်69ဆိုတာမှန်တဲ့ရာခိုင်နှုန်းအမှားများသွားလို့ရှိရင်တော့ဒီက69မရပဲရှိနိုင်တယ်အဲ့ခါကျရင်တော့အစိမ်းအောင်မပေါ်တော့အနီအောင်ဖြစ်သွားတယ်ဒါမှမဟုတ်ဒီမှာ69ကျော်နေပြီမဲ့ဒီက35မရရင်လည်းအနီအောင်ဖြစ်သွားတယ်အခုဒီမှာကြည့်လိုက်မယ်ဆိုရင် Isaac ကျော်က precision က97မကောက်နော်98.1ဆိုတော့ပြင် WPM ကလည်း35မကောက်ဘူးနှစ်ခုစလုံးအဆင်ပြေတဲ့အတွက်အစိမ်းအောင်ရနော်အော်ဒီညမှာတယောက်ရော့သွားတယ်လို့ပဲဆိုတော့4ယောက်လာမိတို့တွေ့နော်ထားပြင်မှာအဲ့တော့လောက်ကြပါဦးဒီဟာကြီးပဲမဟုတ်နော်တို့ဘာလဲရိုက်အောင်လဲမြန်မာကိုလည်းရိုက်ပေးရမယ်နော်ဘယ်သူရိုက်ဖြစ်လဲမလို့ကြည့်အောင်လက်လေးထောင်ပေးပါလားမြန်မာလက်ကွက်ဘယ်သူလက်ချင်းဖြစ်လဲတရားရောက်များလက်ချင်းဖြစ်သလားတရားမှမဖြစ်လိုက်ဘူးအဲဆိုမနေ့ကထပ်မေးမယ်ကွာနော်ဒီနေ့ရိုက်ဖြစ်အောင်ရိုက်ပေးပါအဲ့တော့နောက်တော့ typing အင်္ဂလိပ်လိုတစ်ချက်ပြန်ကြည့်အောင်3ကိုကြည့်မယ်နော်ဒါတော့တရားမှမရရဘူးနော်โอเคထားလိုက်ပါဒါအသက်ဆိုခုန file လေးရောက်သွားပြီလား less than a minute ဟုတ်ပြီမပြီးတတ်သေးဘူး1 minute ကျေရောတဲ့အချိန်လေးလို့ဟုတ်ကဲ့အားဆိုရင်တော့တို့တခြားတစ်ခုအရင်တင်လိုက်မယ်နော်ပြီးတော့မှဒီ upload လုပ်နေတဲ့အားလေးတင်ရအောင်ဒီနေ့တော့နည်းနည်းကြောင်းမြန်ဖြစ်သွားတယ် online အားလေးရင်တင်လိုက်မယ်ပြီးတော့မှစောက်ချအားလေးတင်မယ်နော် okay အဲ့မှာပါရှိတယ် printing ဆိုတာရှိတယ် presenting a slide show နော်ပြီးတော့ managing slide ဟာဒီစာဒါတွေ့တော့မနေ့ကလုပ်ပြီးသွားပြီထင်တာမဟုတ်ပါဘူးနော်မနေ့ကလုပ်ပြီးသွားတာပါအဲ့တော့နော်ကြိုဖတ်မယ်ဟောလဲဆရာနောက်ဒီအောက်မှာထည့်ပေးမယ်နော်ဒီအောက်မှာထည့်ပေးမယ်အခု managing slide ကိုကြည့်ရအောင်okay ဆရာဒီ tab မှာမသုံးချင်ဘူးဒီဘက်ညာဘက် tab အသစ်ဒီထဲမှာအားလေးပြချင်တယ်အဲ့တော့ right click လုပ်တယ် open a new tab ဆိုဒီမှာပေါ်လာတယ်နော်အောက်ဆိုဒီခါလေးကြာရင်နောက်ဆုတ်လိုက်ရှေ့တိုးလိုက်ကြာတဲ့အခါကျတော့နော်ဒီလိုလေးလုပ်လိုက်ရင်တို့ဘာဖြစ်တယ်လဲပိုပြီးမြန်လာတတ်တယ်နော် managing slide ဒီဟာလေးကမားနေတယ်ရောဒီဟာလေးကမားနေတယ် managing slide ကပုံနေဖြစ်နေတယ်နော်ပုံတွေကဘယ်ဟာဖြစ်ရမလဲ creating ဒီမှာထဲမှာရှိရမှာနော်ဒီ link လေးဖြစ်ရမှာ right click လုပ်ကြည့်အောင်ဟုတ်တယ်ဒါတော့အဆင်ပြေတယ်အဲဆိုရင်ဆရာတစ်ခုပြန်ပြင်ရမယ်နော်အခုပဲပြင်လိုက်မယ်ဒီ CF PowerPoint 2013 managing slide ဆိုတဲ့ link လေးယူရအောင်အဲ့ဒါလေး click လိုက်မယ်ဒီမှာ link လေးရလာပြီ okay copy လိုက်မယ်ဒီ managing slide ကိုမားရတာဒါနော်ဟုတ်ပြီအဲ့တော့ဘာလုပ်မလဲသူ့ကို edit လုပ်မယ် link မားနေတယ်မားနေတဲ့ link ကိုပြန်ဖြတ် link အမှန်ကိုပြန်ထည့်ပြီးရင် save ကိုနှိပ်လိုက်နော်
Also, again, try the managing slides where we right click, open a new tab. I'll be link layer click me. Okay, how about the card of Mandavi? Okay, managing slides. Slide presentation below quality, below slide soda. Presentation soda. To do well, slide presentation. Isaac, Lobao, Isaac. Shall I pianilla? I'm a failure pitting me. Shall I pianilla? Isaac, can you hear me? This sound, Southern Jala. Hey, Isaac, I'm a pianilla. I'll be asking this sound with me, presentation. Sura Bale, the PowerPoint and Batalation, slides Rabale, to do Bella, Damo Blues, Samushi. The Kuchin, our Dominion Ching or slide core, I presentation, which you can. To slide the Miala and Mia Blue Pillar, to go see season the job people, and a kekela can be difficult to keep everything organized. To PowerPoint ma see ya no season the job low sound move also tools lady bar tools lady bar we do that with download tools they are body no I'll be the slide view go to again normal sheet slide sorter reading view play slide show daga or you wanna view the new play slide show the man a view TV swing normal view got the bone and you pull upon a little slide to do a little needed slide got the mapia did them slide no a little needed slide to be now my sheet slide you not the mass seat half a little needed slide go to the map now highlight pound in my piano. Haragabale, normal view, slide sort of views or not, the Bina had the Tamalotaro, the GG Lemon Piaro, a lema, slightly, the Lolesi time. Numbers in a beta 1, 2, 3, 7, 8, group Baloliane, Niari, chain, slide group, and now Pian Shrimala, ship and Tamala. Reading view got slightly all on PMB to PMB evaluation, patching evaluation, reading view and the lady. Tika Sapabu Tepana, Uma, Shara Navy, the Chabala Yabe, lesson ego, PowerPoint for a shell days into shell of their father patching as in reading view as a Saint Dion Penine, particularly. The screen appear with your happy. Slideshow, play slideshow, got a deep valley. Now, Guna do load them, many are look at it, slide to now Lucy to share my Piarica. Not don't upon the newly, but no outline view. Outline view, so I got all blue upon the newly. How we do download the B2V so. No, Daga normal view, slide sort of view, so look at the ledge. No, slide sort of view, Nate Harvey to my bias pillar. The pay like me. Slide sort of view, Nate Harvey, Jara, busy penny. The mouse, and they are. That's what I can baby or jump point be. Okay.
ဘာကြောင့်လဲတော့မသိပါဘူးဒါမလို့တော့ပါဘူးဒါတို့ပိတ်ပြီးသွားပါပြီဟုတ်ပြီ slide sorter view ပြန်သွားရအောင်ဟုတ်ပြီဒီလိုဖြစ်အောင်နော်အဲ့တော့ slide တွေကိုဒီကနေဒီမှာအမှတ်စင်တွေပေးထားတယ်တို့ကြိုက်တယ်လို့လိုက်ပြီးတော့နေရာတွေပြောင်းလို့ရတယ်ရွှေ့လို့ရတယ် reading view ကကြတော့ဒီပုံစံမျိုးလေးနော်တို့စာအုပ်ပုံစံမျိုးနဲ့ဖတ်ချင်တယ်ဆိုရင် reading view နဲ့သွားလိုက်အောင်ဒါတော့ပြင်ဖို့မဟုတ်ဘူး animation တွေ effect တွေထည့်ဖို့လည်းမဟုတ်ဘူးเนาะဟာလားအားလုံးစီပြီးသားကိုကဖတ်မယ်ဆိုစာအုပ်ဖတ်တယ်လို့เนาะကဲနောက်ပါရှိသေးလဲ outline view ရယ်ဒီထဲမှာတော့ outline view မရှိတော့ဘူး slide show ကတော့ခါတိုင်းပြောသလိုပေါ့เนาะဒါတော့ပြောစားထူးထွေးမရှိဘူးအခုဒီ view ထဲမှာပါရှိသေးလဲကြည့်အောင်ဒီမှာ normal view slide sorter view reading view ဒီအောက်က3ခုဒီမှာရှိတယ်ဟုတ်လားဒီမှာအောက်မှာမရှိတဲ့ဟာတစ်ခုကတော့ outline view ကြည့်အောင်နော် outline view ဆိုဒီလိုတော့ညာဘက်ခြမ်းမှာတော့ slide ကိုပြထားတယ်ပြီးရင်ဒီဘက်မှာ outline ပုံစံမျိုးနဲ့ပေးထားတယ်နော် slide number 1ခေါင်းစဉ်အထက်ကစာသားတွေပဲပေးထားတယ်နော်ဟာလားအရုပ်ပုံတွေမပေးတော့ slide 2ဆိုရင်လည်းဗာလဲ mission သူရဲ့ခေါင်းစဉ်နော်သူရဲ့ခေါင်းစဉ်တွေမှာပေးထားတယ်အထက်ကစာသားလေးတွေမှာပေးတယ်နောက် visit ဆိုတဲ့ဟာကြတော့တိတ်ရေးမကြည့်လို့လားမသိဒီမှာမထည့်ထားသေးဘူး slide 3ကိုသွားမယ်ဆိုရင်ခေါင်းစဉ်တစ်ခုဒီမှာပေးထားတယ်နော် slide 4ဆိုလည်းအတိုင်းပဲဒီ quiz ရဲ့နာမည် quiz နဲ့ပတ်သက်တဲ့အချက်လက်တွေဒီ text တွေနော်ဒီမှာ outline နေနဲ့ပြထားပေးတယ်ဒါက outline view note page view ဆိုရင်တော့ဘယ်လိုလဲဒီ slide လေးပြထားမယ်သူအောက်မှာ notes ရိုက်ထည့်ထားမယ်ဆိုရင် notes ကိုပြထားမယ်အခုကရိုက်ထည့်ထားတာမရှိတဲ့အတွက် click to add text ဆိုပြီးတော့စာသားလေးပဲပေါ်တာနော်ဟုတ်လားဒီထဲမှာ note ဆက်ချင်ရိုက်ထည့်နော်ရိုက်ထည့်ပြလိုက် okay ရောအဲ့ view တွေပြီးသွားပြီ slide note ဆက်ချင်ဘယ်ကထည့်လို့ရတယ်လဲခုနဒီကနေထည့်လို့ရတယ်လို့ဟိုထည့်လို့ရတယ်လေတို့ view ကိုပြန်ပြအောင်နော်ဟာလားဒီ normal view ကိုသွားမယ်ဒီဘက်မှာလည်း normal ကိုနှိပ်လိုက်မယ်အဲ့ခါကျရင် outline မှာလည်းရပါတယ်ဒီမှာ note ဆိုရလေးရှိတယ်နော် note ကို click လိုက်ရင်ဒါလေးပေါ်လာတယ်ဒီထဲမှာ your friend is my favorite ဥမာနော် notes လေးထည့်ထားလို့ရတယ် notes ကဘယ်သူအတွက်လဲပရိသတ်တွေအတွက်မဟုတ်ဘူးအဓိကပရိသတ်တွေမြင်ဖို့အတွက်မဟုတ်ဘူးသိဖို့တော့ဟုတ်ပါနော်ဟာလားသိဖို့တော့ဟုတ်ပါတယ်ဒါကအဓိကကတော့ present လုပ်တဲ့လူနော်မေ့သွားမှာဆိုလို့ပြောချင်တဲ့ဟာတွေနော်ဒီထဲမှာတော့ site ထဲမှာတော့မထည့်ဘူးဒါပေမဲ့တခြားတနေရာမှာထည့်ချင်တယ်ဆိုရင်နော်ဒီ note ထဲမှာထည့်လို့ရတယ်အဲ့တော့ဒီပရိသတ်တွေမမြင်မဲနဲ့ဒီ present လုပ်တဲ့လူမြင်အောင်ဘယ်လိုလုပ်မှာလဲတို့ဒီမှာ slide show နှိပ်လိုက်ရင်ရောခုနဟာမပေါ်တော့လား this is my favorite dog ဆိုရမပေါ်ဘူးဒါပေမဲ့နောက်ဟို projector သုံးမှုတဲ့လူကသိမှာပါ projector ကိုဒီနော် computer နဲ့ချိတ်လိုက်ရင်ဘာဖြစ်သွားလဲဒီလားတို့ screen ကိုနှစ်ခုခွဲလို့ရတယ်နော် screen ကိုနှစ်ခုခွဲလိုက်လို့ရတယ်ပရိသတ်မြင်နေရတဲ့ screen ဆိုတော့တက်ထားလို့ရတယ်ဒီဘက်ချမ်းကတော့ပရိသတ်မမြင်ရဘူးအဲ့ထဲမှာ notes တွေလည်းပေါ်တယ်နော်ပရိသတ်မမြင်ရတဲ့ချမ်းမှာ notes တွေလည်းပြပေးလို့ရတယ်အဲ့တော့ notes ကိုအဲ့လိုသုံးလို့ရတယ်ဒီမှာတော့ notes တွေအများကြီးထည့်ထားလိုက်ပြီနော် slide section ဟုတ်ပြီဒါ organize လုပ်တဲ့နေရာမှာနော်ဒီဟာလေးအသုံးပြုလို့ရနိုင်ပါတယ်ဟုတ်ပြီ slide section ဘယ်လိုထည့်မလဲနော်ကို section ထည့်ခြင်းတဲ့ slide ကိုရွေးလိုက်ပါနော်ဥပမာဒီမှာဟိုဘာ view ပြန်လုပ်မယ် normal view ပဲလုပ်ရအောင်နော်ဒီလိုလေးဖြစ်နေလိမ့်မယ်โอเคဘယ်နေရာမှာခွဲရင်ကောင်းမယ်ကြည့်အောင်နော်ဒီမှာ mission ရှိတယ် man best friend ဒါ dogs ခွေးကြီးပဲနော်ဒီဘက်မှာကြောင်ဟုတ်လားကြောင်ကြီးပဲအဲ့တော့ section နှစ်ခုနှစ်ခုပြီးတော့ဗာလဲဒါကြောင်မဟုတ်တော့ပြန်ဘူး
နော်ယုံနေနော်လှိတ်တွေဟုတ်လားအဲ့တော့သူဘာလုပ်လို့ရသလဲဆိုကြပါစို့အပေါ်အချမ်းကတော့ဒါအဖွဲ့အစည်းနဲ့ဆိုင်တဲ့အချက်လက်တွေဒါကတော့တရိษံနဲ့ဆိုင်တဲ့အချက်တရိษံအောင်မှာဒါခွေးနဲ့ဆိုင်တဲ့အချက်လက်အဲ့တော့သူဘာလုပ်လို့ရလဲဒီ slide 3ကဘာအကြောင်းလဲခွေးနဲ့သက်ဆိုင်တဲ့အကြောင်းဆိုတော့ဒီကြားထဲကို click လိုက်တယ်ပြီးတော့ဘာလုပ်လို့ရလဲအဲ့ထဲမှာ add section right click လုပ်ပြီးတော့နော်ဟာလာဒီဟာလေးပေါ်လာတယ်အဲ့မှာဘာလုပ်လို့ရလဲ right click လုပ်ပြီးတော့ rename နာမည်လေးပြောင်းအောင်နော် section ရဲ့နာမည်ကို dogs လို့ပြောင်းအောင်နော်အဲ့ဒီမှာဘာဖြစ်သွားလဲစာသားလေးတစ်ခုဝင်လာ dogs တဲ့နော် dogs ကတောက်လျှောက်အားလုံးမဟုတ်တဲ့အတွက်ဒီကနေဒါတော့တခြား duration cats and other နော်အဲ့လိုဒီထည့်ပြအောင်ဘယ်ထည့်မှာလဲ6နဲ့9ကြားထဲမှာနော် right click လုပ်မယ် add section ပြီးတော့ right click rename cats and other pets နော်အဲ့လိုလေးနဲ့ပေးတာ rename ဆိုရင်ဘာဖြစ်သွားလဲနော်ဒီလိုသူ့ရဲ့အကန့်နဲ့ဖြစ်သွားတယ်နော်ဟာလာအဲ့တော့ဒီကောင်ခြုံထားလိုက်ရတယ်ဥပမာဒါကိုတော့ intro လို့နာမည်ပေးမလား rename introduction လို့နာမည်ပေးလိုက်ရင်ဒီမှာဘာဖြစ်သွားပြီလဲဒီတိုင်းဆိုရင် section ပဲပြထားတယ်နော် section 3ခုရှိတယ် section တစ်ခုချင်းမှာနော် introduction ဆိုတဲ့ section မှာ slide 2ခုရှိတယ်ဒီနံပါတ်2ကနော် dog ဆိုတဲ့ section မှာslide 4ခုရှိတယ်ဒါကြတော့စလုံးကနည်းနည်းရှည်တော့ mouse pointer လေးတက်ထောက်ရင်တော့ဗာတွေ့ရလဲ7 slide 9ခုရှိတယ်ဆိုတော့เนาะအဲ့တော့ဒါလေး expand လုပ်လဲရတယ် contract လုပ်လဲရတယ်เนาะဟုတ်လားဟုတ်ပြီအဲ့ဒါက section ကိုသုံးပြီးတော့ organize လုပ်တဲ့နည်းဖြစ်ပါတယ်ဒါဆိုကုန်သွားပြီလားကုန်သွားပြီเนาะ section ပြန်ဖယ်ခြင်းရောဘယ်လိုဖယ်လဲအဲ့နေရာမှာပဲ right click လုပ်เนาะဒီဥမာအားလုံးချဲ့ထားတယ်ဆိုရင်ဒီဟာလေးဖယ်ခြင်းလဲ right click လုပ်ပြီးရင်ဘာလုပ်လဲ remove section လေးပြောက်သွားပြီเนาะအဲ့ကြည့်ပါဘယ်လိုလုပ်ချင်တယ်လဲเนาะကဲအဆင်ပြေလားအဆင်ပြေပါသလားခုနက upload လုပ်တာတော့အဆင်မပြေဘူးဖြစ်နေတယ်အဲ့တော့ဒါလုပ်လို့ရမယ်နောက်ကြည့်အောင်เนาะအဲ့တော့ challenge လေးလုပ်ပေးပါဒါတွေအတွက်အမှတ်ပေးပါလေနော်အမှတ်ပေးတာထက်ကွာကိုကတတ်ချင်တယ်ဆိုတော့ဆန္ဒနဲ့လုပ်ရင်တော့အကောင်းဆုံးဖြစ်မှာနော် printing ကိုသွားရအောင်ဟုတ်ပြီ printing နဲ့ပတ်သက်ပြီးတော့ word မှာလည်းပြောခဲ့ပြီး excel မှာလည်းပြောခဲ့ပြီးဆိုတော့အများကြီးတော့မပြောချင်တော့ဘူးနော် print မယ်ဆိုရင်ဟာလာတို့print layout ကိုသွားလိုက်မယ်နော် okay ဒီက download လုပ်ရင်လည်းလုပ်ပါနော်ဆရာတော့ download မလုပ်တော့ပါဘူးဘယ်လိုကွာမလဲတော့မသိဘူးနော် download အဲ့ဒီ file နဲ့ဒီ file များတော့အဖြစ်မကွာတတ်ဘူးဟုတ်ကဲ့ဘာလဲအဲ့သင်ခန်းစာ print တဲ့သင်ခန်းစာပဲဆိုတော့နော်အဟောင်းကိုပဲပြန်သုံးလိုက်ဖြစ်လို့okay print လုပ်ချင်တယ်ဆိုရင်တို့ဘယ်ကနေသွားလဲ file ကနေသွားတယ် print ကိုသွားလိုက်တယ်နော်အဲ့ဆိုရင်ဒီပုံစံမျိုးလေးရမယ်ဟုတ်လားအဲ့တော့ဒီဟာလေးချက်ပြန်ကြည့်ရအောင် several layout နော် layout အများကြီးရှိနိုင်တယ်ဒီကနေပြန်ထွင်မယ် layout ကအခုကတော့ number slide sorter reading ဆိုတော့နော်ဟုတ်ပြီ full page slides နော်ဆိုရလေးရှိတယ်note ဟုတ်ပြီ print အောင်မှာတို့ option ရွေးလို့ရသေးတယ်နော် file print ကိုသွားလိုက်မယ်full page slide ဆိုတာတရားပါနော်
ဒါက slide တစ်ခုကိုစာရွက်တစ်မျက်နှာနော်ဆိုရတဲ့ပဲ notes pages ဆိုရင်တော့ဗာဖြစ်လေအပေါ်က slide ရဲ့ရုပ်ပုံလေးအောက်ကတော့ notes နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးပါပြီး outline ဆိုရင်တော့ဆိုတော့တို့မြင်ရတဲ့အတိုင်းပေါ့နော် outline ပုံစံမျိုးလေးပြလာမယ်ပြီး one slide ဒါ handout ဆိုတာပါလေဒီလားတို့ဟောပြောမဲ့ရာကိုပရိသတ်တွေစီဝေပေးခြင်းလဲဆိုရင် handouts ကနေသွားပြီး print လုပ်ရမှာနော် handout ဆိုရင် one slide ဆိုရင်ဘာဖြစ်လဲ slide တစ်ခုကိုတစ်ရွက်စာရွက်ပုတ်ကုန်ပါပေါ့နော် two slide ဆိုရင် slide နှစ်ခုကိုတစ်ရွက်ဒီမှာတွေ့ရတဲ့အတိုင်း slide နှစ်ခုကိုတစ်ရွက်ဆိုတော့နည်းနည်းပိုတက်တာနိုင်တယ်ပြီးရင်ဘာရှိသေးလဲ three slides ဆိုရင်တော့ဘာဖြစ်သွားလဲနည်းနည်းပိုသေးပါတယ်ဒီဘက်မှာစာကြောင်းနေနော်ဒီဘက်မှာမသိမပေါ်တဲ့ဟာလေးဒီမှာပြပေးမယ်ပြီးတော့ဘယ်ထိရလဲ9 slide တိတောင်ရနော် slide 9ခုတိတောင်ရတချို့ဟာဒါသေးသွားရင်ဘာမှဖတ်ရခက်သွားနိုင်တယ်နော် okay ပြီးတော့ရင်နော် outline အနေနဲ့ print မယ်ဆိုလဲရတယ်ခုနတို့လုပ်ပြီးပြီ handout အနေနဲ့ print မယ်ဆိုလဲရတယ်နော် handout ဆိုပါလေဆရာမတွေကအကြောင်းသားတွေကိုစာရွက်လေးနဲ့ဝေချင်တယ်ဒီ lecture notes ပဲဖြစ်ဖြစ် PowerPoint မှာလုပ်ထားတဲ့ lecture ပဲဖြစ်ဖြစ်ဝေချင်တယ်ဆိုရင် outline အနေနဲ့ပဲဖြစ်ဖြစ်ရေးလို့ရနော်ဒီ print သွားခြင်း file ကိုသွားတယ် print ကိုသွားတယ်ဒါကလွယ်တယ်ဒီ print နဲ့ပတ်သက်တဲ့အစိတ်ပိုင်းတွေဒါကလည်းလွယ်တယ်နော်to print a presentation သူကလက်တွေ့လောက်ကြထားတယ် file ကိုသွားမယ် print ကိုသွားမယ်ပြီးလို့ရှိရင်ပါလို့မယ်ဒီထက်လိုအပ်တဲ့ setting တွေကိုရွှေ့မယ်နော်ဟုတ်လားဒီဘက်ချမ်းက9 slide ကများလို့နေထင်ပါတယ်2 slide လောက်ဆိုတော့တိတ်ဆိုနော် okay အဲ့တော့ပြောပါအောင်ဒီမှာဘာတွေလုပ်ချင်ရှိလဲ print ကိုနှိပ်လိုက်ရင်နော် printer နဲ့လည်းဆက်ထားတယ်ဒီတန်းပြီးတော့ size တွေထွက်လာတယ်နော်ပုံလေးနဲ့ copies ဘယ်နှစုံလဲ Canon LPP 2900ဒီ computer နဲ့ချိတ်ဆက်ထားတဲ့ Canon နော်စာဖြစ်မှာနော်ဒီကအမှန်ရွေးဖို့လိုတယ်အမှန်မရွေးလို့ရှိရင်တို့ print ထုတ်ရင်တခါလေဘာထွက်မလာဘူးတခါလေကြာရင်တော့ထွက်လာတဲ့ပေါက်ပြစလုံးတွေဖြစ်နေနော် print all slide ဒီပါပဲ slide တွေအားလုံး print မယ် print selection ကို select လုပ်ထားတဲ့ slide တောင်မှ slide တစ်ခုလုံးမဟုတ်ဘူးနော် slide တစ်ခုရဲ့အတွင်းကခေါင်းစဉ်ကိုပဲ print မယ်ဆိုရင်တို့ခေါင်းစဉ်ကိုပဲ select လုပ်လိုက် print selection ကိုခေါင်းစဉ်ပဲထွက်လာတယ် print current slide ဆိုရင်တော့အခုလက်ရှိရောက်နေတဲ့ slide 1ကိုရောက်နေတဲ့ slide 1ထွက်လာမယ်နော် custom range to slide 4ကနေ9ထိ print ချင်တယ်ဆိုရင်4 to 9လို့ရိုက်တင်ပါနော်ဟာလား hyphen ဆိုရင်2 comma ဆိုရင်တော့ n ဒါဆိုရင်တော့ဘယ်နှရွက်ထွက်လာမလဲ4 and 5ဆိုတော့2ရွက်ပဲထွက်လာနော်ဟာလား4 and 9ဆိုတော့ဘယ်နှရွက်လဲဒါလည်း2ရွက်ပဲထွက်မယ်ဒါပေမဲ့4 to 9ဆိုရင်တော့ဘယ်နှရွက်ထွက်မလဲဟာလားစဉ်းစားကြည့်ပါ6ရွက်ပါဟာလားပြင်ဒါခုနပြောပြလာပြီပြောပြီးပြီနော် collated uncollated တစုံချင်းထုတ်မလားဒါမှမဟုတ်ပထမရွက်ကိုပဲအားလုံးထုတ်ဘယ်နှစုံဒီမှာသတ်မှတ်ထားတဲ့အစုံရေးတိုင်းပေါ့နော်9စုံဆိုရင်တစ်ကြီးပဲ9ရွက်ထွက်လာတယ်ပြီးတော့မှ page 2ရှိမယ်လေ page 2ကြီးပဲ9ရွက်ထွက်လာမယ်စသဖြင့်အားမျိုးလေးဖြစ်နော် collated uncollated portrait ကတော့တည်ပါတယ်စာရွက်ဆိုတာအပြင်ဒီပေါင်ကနော်ဒီထက်ဟာမို့ထက်ဟာ slide ဟလားဒီ slide ကိုတို့ပါလုပ်ထားတယ် downlight အရှည်လေးထားတယ် landscape ဆိုလို့နေမယ်ကြည့်အောင် landscape ဆိုစာရွက်ကဒီလိုရှည်သွားတယ်နော် downlight ကတိုးသွားတယ်အဲ့တော့အထက်ကလည်းအဆင်ပြေလို့သူတို့ပြန်ပြင်ပေးလိုက်တယ်ပြီး grayscale ဆိုတာသုံးတာလေ grayscale လေးပဲကတချို့ printer တွေမှာအရောင်မပါဘူးနော်အဖြူနဲ့အမဲပဲဆိုတော့ grayscale ကိုရွေးပြီးသုံးရင်ပိုအဆင်ပြေနိုင်တယ်နော်အရောင်နဲ့ print မယ်ဆိုရင် color ဆိုနေလိုက်
colors နေလိုက်တော့အရောင်ကတစ်မျိုးကြီးဖြစ်နေနော်ဒါ printer နဲ့လည်းဆိုင်မယ်ဒီ printer ကအရောင်မရတဲ့ printer ကြလို့ Epson ဆိုတော့ဘယ်လိုနေလဲသူကအရောင်ရတဲ့ printer ဆိုတော့ color ရွေးလိုက်ရင်အရောင်ထွက်လာတယ်ဒါပေမဲ့ grayscale ကိုရွေးရင်တော့ color ရတဲ့ printer ပဲဖြစ်ပါဖြစ်အဖြူမဲဖြစ်သွားတာနော် okay အဲ့တော့ challenge ကိုရောက်သွားပြီဖြစ်တယ်တို့အခုတစ်ချက်လောက်နားရအောင်နော်နားနေလည်းဆရာ upload လုပ်ကြည့်မယ် upload လုပ်လို့ရတယ်ဆိုရင်တို့ upload လုပ်တဲ့ဟာကိုဆက်သွားမယ်နော်ကဲအခု9မိနစ်ရှိသွားပြီဆိုတော့ဆိုကြပါစို့တို့73မိနစ်လောက်နားမယ်အဲ့တော့1နာရီ20မှာတို့ပြန်ဆောင်ရအောင်နော် pause လုပ်ထားလိုက်မယ်အတန်နဲ့တပြိုင်နက် pause လုပ်ရအောင်alright ဒီခုနတော့ online နဲ့ပတ်သက်တဲ့အားလေးနှခမ်းကိုတို့လုပ်ခဲ့ပြီအခုလက်တွေ့ပိုင်းလုပ်ရအောင်နော်လက်တွေ့ပိုင်းလုပ်ရအောင်အဲ့တော့ online နဲ့ပတ်သက်တာဘာရှိမလဲ managing slides ရှိမယ်ဒီမှာ submit လုပ်ဖို့လိုမယ် print ရတော့ submit လုပ်ရမရှိဘူးပြီးရင်ဒီမှာ submission presenting your slide show ဒါနဲ့သက်ဆိုင်တယ်ဒါတော့မတင်ရဘူးเนาะကြည့်အောင်အချိန်လောက်မလောက်ချက်ကြည့်အောင် apply knowledge ကတော့ဒါခုနကမှဆရာထည့်လိုက်တယ်ဒါနဲ့နည်းနည်းလေးအခက်အခဲရှိနေသေးတယ်အဲ့တော့တို့ဟိုနေ့ကတို့share လိုက်တယ်creating and editing the presentation with pictures ဆိုတာနော်ဒါကိုလည်းအမှတ်သားလို့ဖြစ်အောင်လို့ဘာလုပ်လို့ရမလဲတခြားနဲ့ထူးခြားအောင်လို့ဘာလုပ်လို့ရမလဲကြည့်အောင်နော်ခွဲခြားလို့ရအောင်လို့ရုပ်ထည့်လို့ရတယ်ရောင်ထည့်လို့ရရင်တော့အဆင်ပြေတယ် character table ဒီမှာတော့တိတ် appearance ရုပ်ပုံလေးထည့်လို့ရတယ်ကွာနော်ဒါပေမဲ့ပုံထည့်ဖို့အောင်စားတယ် emoji ထည့်ရော emoji picture ဒီထဲမှာတစ်ခုလောက်ထည့်အောင်ပါနော်ဒီထဲမှာတစ်ခုလောက်ထည့်အောင်ဒါကလက်တွေ့လုပ်တဲ့အပိုင်းဆိုတော့ဒီဟာလေးထည့်အောင်နော်ဟုတ်လို့လားဘယ်လိုနေလဲမသိနော်တုံးနေကြတော့မဟုတ်ဘူးဒါမှနည်းနည်းလေးအမှတ်သားလေးဖြစ်အောင်လို့ဒီထဲမှာဘာမှမပေါ်ဘူးเนาะအဲ့တော့စမပြေဘူးဆရာလုပ်ချင်တာကဒီမှာအမှတ်သားလေးဖြစ်အောင်အဲ့တော့ chapter 1 hands HAND I look at that hands on chapter 1အဲ့ဒါဆိုတော့နည်းနည်းသိတာမှန်းပြီနော်ဒီ submission ကလည်းဘာဖြစ်မလဲsorry ဒီအောက်က submission ကလည်းsubmission တယ်မှာလဲဟောတယ်မှာ submissionပါလေ hands on chapter 1အဲ့လိုလေးနားနည်းနည်းထိတာပါလေဒီ hands on ပါတဲ့ဟာကဘယ်ဟာလဲဒီဟာနော်ဒါမဲ့တို့ဒီမှာတင်လို့မရဘူးဟိုမှာပဲတင်ပေးလိုက်တယ်ဆိုတော့ဟုတ်ပြီဒီထဲမှာတို့ပြန်ကြည့်ရအောင်ဒီထဲမှာပြန်ကြည့်ရအောင်ဘာရှိတယ်လဲမသက်ဆိုင်တဲ့ဟာလေးထည့်လိုက်မယ်
ဒါအော်ဒါတွေအားလုံးရှိနေတယ်ဒါနဲ့ခုနဆရာမေးပြီးလာပြီတညောက်ပြီးပါလဲမသိတညောက်အဲ့ဒါလေးလုပ်ပြီးပါလဲမနေ့ကလုပ်ပြတဲ့ဟာလေးအားစိုက်ပြီးလားပြီးလေဆွန်ရှန်ကင်လုပ်ဖြစ်လားမလုပ်ဖြစ်တာလားမပြီးတာလားမျိုးစောကဟုတ်ပြီအဲ့ဒါလုပ်ဖြစ်တဲ့လူလက်ထောင်ပေးပါလားဆရာတယောက်ချင်းလိုက်မမေးတော့ဘူးလက်ပဲထောင်ခိုင်းလိုက်တော့မယ်လုပ်ဖြစ်တဲ့လူတွေလက်ထောင်ပေးပါလက်ထောင်လာမတွေ့ရောဟုတ်ပြီ line မကောင်းတာလားမသိတော့နော်မတော်လက်တော့ထောင်ကြပါလေဒါနဲ့ line မကောင်းတော့ဆရာလက်ထောင်လာမတွေ့ရလည်းဖြစ်နိုင်တယ်ဖြစ်ပါနော်โอเคအဲ့ဒီတော့ဆရာထင်တာဆရာအစ်စ်ဆက်မပါတော့ဘူးအစ်စ်ဆက်မပါတော့ဘူးတချို့က challenge လေးတစ်ခုပဲလုပ်ပြီးတာလေရှိကောင်းရှိတယ်အဲ့ဆိုတော့ဒါနေလို့နော်ဒါနေလို့နေဆရာအခုလောက်ခိုင်းမှာကွာနော်အခုလောက်ခိုင်းမယ်မတော်ဆရာရဲ့ဗီဒီယိုစောင့်တာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့အခုကြောင်းလိုက်လောက်ခိုင်းနေဆရာရဲ့ဗီဒီယိုကိုလည်းဆရာ render လုပ်လိုက်မယ်နော် render လုပ်လိုက်မယ်ပြီးရင်ဘာလုပ်ဆရာရှိမလဲဆိုကြိုပြီးပြောထားမယ်နော်ဒီနေ့လုပ်ဆရာကစောစောတင်ပေးလိုက်တဲ့စောစောတင်လိုက်တဲ့ဗာလဲ organize လုပ်တာ managing slide ရယ် slide တစ်ခုတင်ပေးရမယ်ပြီးရင်quiz ကတော့ခုနမကျေနပ်ရင်တော့ပြန်ဒီလားပြန်ဖတ်ပြီးတော့ပြန်ထပ်ဖြေလိုက်နော်ပြီးလို့ရှိရင်ဘာရှိသေးလဲ speed test typing အင်္ဂလိပ်ရောမြန်မာရောပြန်လေ့ကျင့်နော်အဲ့ဒီရက်ပိုင်းအတွင်းမှာမြန်မာဟာလာ surprise နေနဲ့ပြီးမယ်ကောနော်ရောက်တိုင်းကွန်ပျူတာနဲ့ဝင်ပြီးတော့ကွန်ပျူတာနဲ့ရိုက်ခိုင်းမယ်အဲ့မှာ screen တွေပါ share ခိုင်းမယ်နော်ဗီဒီယိုတွေဖွင့်လာခိုင်းမယ်ဟာလာ surprise နေနဲ့ဒီမချခင်ပါပဲနော်ဘာလဲဆိုတော့ဆရာကအကြောင်းကြားလိုက်လေ့ကျင့်စေချင်လို့ပြီးလို့ရှိရင်ဒီနေ့အတွင်းမှာပဲဒီအဆုံးပိုင်းမှာ apply your knowledge ဆိုတာလေးရှိတယ်အဲ့ဒါလေးတစ်ခုလုပ်ပေးနော်ဒီအောက်ဆုံးမှာsummary ပြီးသွားတဲ့အခါမှာapply your knowledge ဆိုတာလေးဒီမှာရှိတယ်နော်အဲ့လိုအပ်တဲ့ file တွေကိုဆရာပေးမှဖြစ်တယ်လိုအပ်တဲ့ file တွေကိုဆရာပေးမယ်ဟုတ်လားပြီးရင်ဒီထက်ခိုင်းတဲ့အတိုင်းပေါ့နော် instruction တိုင်းတစ်ခုလုပ်ပေးလိုက်နော်ခုနဒီ file တွေဆရာ upload လုပ်လို့မရလို့နည်းနည်းတော့ခက်နေတယ်နော်။ညာအခုလောလောဆယ်ဘာလုပ်မလဲ။ဟိုနေ့ကအလုပ်ပြတဲ့ဟာဒီထက်ဟာပဲပေါ့နော်။ဒီထက်ဟာပဲအပေါ်ကနေစပြီးတော့နော်ဒီဟာလေးပဲပြီးရင်ဒီပုံတွေလိုရမယ်ဆိုရင် download လုပ်လိုက်နော်။ပုံအားလုံးတော့မရှိဘူးနော်။မျိုးစော်ဆရာဟိုပုံမေးတယ်ကွာ။အဲ့ပုံဘယ်လိုယူတယ်လဲနော်။အခုရှာပြန်တစ်ချက်ပြပေးမယ်နော်။ဘာရုပ်လဲသူပြောတာကြောင်ရုပ်လားဟုတ်လားsorry ဘာရုပ်လဲမျိုးစောခွေးရုပ်ဟုတ်ဒီဟာနဲ့ဆိုင်တဲ့ဟာပဲနော်ဒီဟာပြောရလားမျိုးစောခွေးရုပ်ဆိုတာဒီဟာပြောရလားအဲ့ဆိုဘယ်ဟာကိုပြောရလဲဆရာမသိတော့ဘူးအဲ့ဒီ challenge ဆရာဟာလား challenge တရားဟာဆိုရင်တော့အယုတ်တက်ပေးထားမရှိဘူး challenge ရဲ့နော် practical file ဆိုတဲ့ဟာလေးပဲ click လိုက်အဲ့ဒါဆိုရင်လိုအပ်တဲ့အယုတ်တွေပါပြီးသားပဲနော် okay အဲ့ဒါဆိုရင်အခုဒါလေးလုပ်ပေးပါတို့နိုင်ဝက်လောက်ရှိသေးတယ်နော်ဒါလေးလုပ်ပေးပါဒါလုပ်နေရင်လည်းဆရာဗီဒီယိုကို render လုပ်လိုက်မယ်
ပြီးရင်နော်ခုန apply the knowledge ဆိုရလေးပုံလေးထပ်တင်ကြည့်အောင်နော် Okay ကျေးဇူးပြုတော့ဘယ်မှမလို့ပါနဲ့ဒီမှာပဲနေပြီးပါပြီးရင်အခက်အခဲရှိရင်တန်းပြီးတော့မေးလိုက်ပါနော်သူ recording တော့ဒီမှာပဲရက်လိုက်တော့